Yes ဒီနေ့ပြောမယ့်ဟာလဲ Sahaj Pranayam ပဲဒါပေမဲ့ဒီ Sahaj Pranayam ကရုပ်စာကပက်လက်လှဲပြီးတော့လုပ်ရတယ်ပက်လက်လှဲပြီးတော့လုပ်တဲ့အနေထားမှာပက်လက်လှဲပြီးတော့လက်ချောင်းလေးရှက်ပြီးတော့ချက်ပေါ်မှာထားပြီးတော့နှာခေါင်းကနေပြီးတော့လေကိုပထမကိုအောင်ထုတ်ပြီးနှာခေါင်းကနေလေကိုဝအောင်ရှူတယ်လေကိုရှူပြီးရင်အဲ့ဒီလေကိုဗိုက်ထဲမှာအောင့်ထားတဲ့အချိန်မှာအဲ့ဒီလေတွေကချက်နေရာမှာရှိတဲ့ Manipur Chakra အဲ့ဒီနေရာမှာအဲ့ဒီလေတွေကစုပြီးတော့ခန္ဓာကိုယ်မှာရှိတဲ့အဲ့ဒီနေရာမှာအင်မတန်မှပူလောင်တဲ့နေရာအဲ့ဒီနေရာမှာခန္ဓာကိုယ်ထဲကနေပြီးတော့အငြိအကျေးတွေမကောင်းတဲ့ဟာတွေယောဂါတွေအကုန်လုံးကအဲ့မှာစုလာပြီးတဲ့ခါကျတော့နှာခေါင်းကနေလေကိုထုတ်တယ်လေကိုထုတ်တဲ့အချိန်မှာအဲ့ဒီမကောင်းတာတွေအကုန်လုံးဟာနှာခေါင်းကနေထိုးလိုက်တဲ့လေနဲ့ဆိုလို့ပါသွားပြီလို့စိတ်ထဲကထားပြီးတော့၃ချိန်ရှုမယ်၃ချိန်ထုတ်မယ်ဒီအခုလုပ်တဲ့ Pranayam ကခန္ဓာကိုယ်တစ်ခုလုံးကိုယောဂကင်းစေတယ်ခန္ဓာကိုယ်တစ်ခုလုံးကိုစွမ်းအင်တိုးစေတယ်ရုပ်စာကို9မိနစ်ကနေ10မိနစ်လောက်ထိလုပ်နိုင်အောင်ကြိုးစားနောက်ဒီ Pranayam ကို Surya Vedi Pranayam နဲ့ Surya Vedi Pranayam နဲ့ Ujjayi Pranayam Shitkari Pranayam Shitali Pranayam နောက် Brahmari Pranayam နောက်ပြီးတော့ Bhastrika Pranayam နောက်ပြီးတော့ Murcha Pranayam Plavini Pranayam အဲ့ဒီ8ခုရှိတဲ့အဲမှာအခုဒီ9ခုအထက်မှာရှိတဲ့9ခုကိုပြောပြ